အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ knowledge ဆို channel အစီအစဉ်ပုံမှန်တက်နေတဲ့ရွှေကင်းဖြစ်ပါတော့ဒီနေ့ distribution နဲ့ view လေးရပါတော့ကျွန်တော်တို့ cycle မီ plug ကောင်းရယ်တန်လိုက်တော့ရှေ့အောင်နဲ့တင်နော်24နာရီ80မီတန်လိုက်တက်မကုန်တင်ရတဲ့နီးကိုတီချောင်းမြင်သွားခဲ့တဲ့ကျွန်တော်တို့ဒီဟိုပါပေါ့နော်မန္တလေးကကိုမင်းဝင်နီးလေးပဲဖြစ်ပါဆိုအခုသူ့ရဲ့နီးလေးကျွန်တော်ဆက်လက်တူကြည့်လိုက်အောင်အရင်ဆုံးကျွန်တော်အခုလိုမျိုးနော်တက်တာပြလေးပေါ်မှာ cycle မီ plug ဖုန်းကိုခေါ်နဲ့ကတ်လိုက်မယ်နော်အခုလိုမျိုး plug ဖုန်းလေးသင်မင်းကျော်တို့နော်ခေစော်ပေးလိုက်မယ်နော်ဗီဒီယိုမှာတွေ့ရတဲ့အတိုင်းပဲတန်လိုက်တော့နော်တန်လိုက်နဲ့အခုလိုမျိုး coin နေမှာထထားလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီတန်လိုက်အမကော်မရှင်မီယာစစ်ကတေချာပေါက်ရနေမှာဖြစ်တယ်ပေါ့နော်โอเคဒီလိုမှကျွန်တော်24နဲ့ရအောင်ဆိုရင်အခုလိုမျိုးခဲလေးနဲ့နော်ဒါဆိုရင်ကျွန်တော်တန်လိုက်အမကုန်မချင်းနော်80မီယာထွက်နေမှာဖြစ်တယ်နော်ဆုံးနေကြည့်ရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နော် close ဝင်စားကြဗီဒီယိုတွေနေ့စဉ်များပုံမှန်ဆက်ပေးတာ Flip Talk YouTube channel လေးကို subscribe လုပ်နေ subscribe လုပ်တော့ပေးကြပါနော်အားလုံးကျေးဇူးထူးတွေ့ရှိပါတယ်